Tech Brother ပြောပြမယ် Google ရဲ့ developer ပွဲကြီး Google I/O 2026 ကျင်းပခဲ့ပါတယ်ဒီတစ်ခါ I/O မှာအဓိက announcement ကြီး၄ခုထွက်လာခဲ့တယ်ဆိုတာလူအများကြီးမသိကြသေးဘူးပထမဆုံး announcement က Gemini 3 Pro ပါ Advanced နဲ့ Flash ဆိုပြီးနှစ်မျိုးထွက်လာပါတယ်Context window က2သန်း2 million tokens အထိရှိပြီးစာအုပ်1000လောက်ကိုတစ်ခါတည်းဖတ်နိုင်ပါတယ်လက်ရှိတွင် Gemini Advanced သုံးစွဲသူတွေသုံးလို့ရပါပြီဒုတိယက Android 17နာမည် Vanilla Ice Cream ပါခောက်လို့ရတဲ့ဖုန်း foldable အတွက်အထူးပြုလုပ်ထားတဲ့ update ပါ screen ကြီးကနေသေးသွားတဲ့အခါ app တွေအဆက်မပြတ်အလုပ်လုပ်နိုင်အောင်လုပ်ပေးထားပါတယ်တတိယက Project Astra 2.0 ပါအရင် version ကစမ်းသစ်တဲ့ AI assistant ပါအခု 2.0 မှာမျက်မှန် smart glasses ထဲကိုပါရောက်လာပါပြီမျက်မှန်တက်ထားရုံနဲ့ရှီမောက်ကအရာဝတ္ထုတွေမြင်ကွင်းတွေကို AI ကခွဲခြမ်းစိတ်ဖြာပေးနိုင်ပါတယ်စတုထက Wear OS 6 ပါဒီ update မှာ battery တက်တာရေးကိုအဓိကထားပါတယ်နိုင်သုံးတာပိုကြလာပြီး Google ရဲ့အဆိုအရ30%လောက် battery ပိုကောင်းလာတယ်လို့ဆိုပါတယ်ဒီ announcement တွေထဲကသုံးစွဲသူအတွက်အထူးသက်ရောက်မှုရှိတာက Android 17 မှာခောက်ဖုန်းတွေပိုပြီးအဆင်ပြေလာမယ် screen အသေးကနေအကြီးတောင်းတဲ့အခါ app တွေ restart မဖြစ်တော့ဘူးGemini 3 Pro က developer တွေအတွက်အထူးအရေးကြီးပါတယ်နှစ်သန်း context window ကသူတေသနာစာတမ်းရှည်ကြီးတွေ code base ကြီးတွေကိုတခါတည်းခွဲခြမ်းစိတ်ဖြာလို့ရပါပြီ Project Astra 2.0 ကိုတော့တာမန်လူတွေသုံးဖို့ဆောင်ရအောင်မယ်လက်ရှိမှာ developer preview အနေနဲ့ပဲရနိုင်ပါသေးတယ်စိတ်ဝင်စားစရာအချက်တစ်ခုက Android 17ရဲ့နာမည်ရွေးချယ်ပုံပါ Google က Android version တွေကိုအချိုပွဲအမည်တွေနဲ့ခေါ်လေးရှိပါတယ် Vanilla Ice Cream က Ice Cream အမျိုးအစားတစ်ခုပါရိုးရှင်းပေမဲ့လူတိုင်းကြိုက်တဲ့အရာသာဖြစ်တဲ့အတွက်ဒီနာမည်ကိုရွေးချယ်ခဲ့တာပါနောက်ထပ်စိတ်ဝင်စားစရာက Wear OS 6 မှာပါလာမဲ့ battery saver mode အသစ်ပါ battery 30%အလိုလျောက် smart mode ကိုပြောင်းပေးပြီးအခြေခံလောက်ဆောင်ချက်တွေကိုနောက်ထပ်6နာရီကြာအောင်သုံးလို့ရပါတယ်ဒါကြောင့် Google I/O 2026ရဲ့အထင်ကရဆုံး announcement က Gemini 3 Pro ပါနှစ်သန်း context window နဲ့တခြား AI တွေမလုပ်နိုင်သေးတဲ့စာအုပ်1000တစ်ခါတည်းဖတ်နိုင်တဲ့အစွမ်းရည်ကဒီနေ့ရဲ့အထူးခြားဆုံး AI တိုးတက်မှုတစ်ခုပါနေ့စဉ်မိနစ်ပိုင်းလေးဒီလို tech news တွေကိုလေ့လာပြီး Tech Brother နဲ့အတူပိုတော်လာအောင် follow လုပ်ထားပါအောင်